white ထောင်ပြအောင်လို့ကိုယ့်ရဲ့ချစ်သူကောင်မလေးစီကနေပြီးတော့ဖက်ဆန်ကြီးပြီးလဲထားတာကွာကော်လတာလေးမဟုတ်ရင်တော့မှခြောင်လက်ကီးပေါက်လေးတော့ပေးတဲ့တယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဇက်လက်ကီးပေါက်ကြီးပေးလိုက်ပါတယ်နော်ရင်ဝအောင်ဓာတ်နဲ့ထိုးပေါင်းတော့ကျွန်တော်ဒီလောက်ထိနာကျင်မှုရမှာမဟုတ်ဘူးပေါ့နော်10ချိန်ပြည့်ကျင်လွန်းလို့ဗျာကျွန်တော်ခင်ဗျာ10ချိန်ပြည့်ကျင်လွန်းလို့ကိုနော်ကိုယ့်ရဲ့ချစ်သူကောင်မလေးစီမှာကွာသူလည်းအဆင်ပြေတာမဟုတ်ဘူးဒါပေမဲ့အဆင်မပြေတဲ့ကြားကနေသူအဆင်ပြေအောင်ကျွန်တော်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တန်အနာလေးတော့လက်ရကျင်ခဲ့တယ်ဗောနော်ဒါပေမဲ့ဒီဇက်လက်ကီးပေါက်ကြီးပေးတာတော်တော်လေးကိုရုပ်ပေါက်တယ်ဗောနော်တကယ်ကိုကျွန်တော်ဘယ်လိုပြောမှာမွန်တော့အဲ့လိုမျိုးလုပ်တော့မကောင်းလို့ထင်တယ်ဗောနော်ကျွန်တော်ဖြစ်ဘယ်လောက်ထိဆိုးလဲဆိုရင်ဗျာဒီရဲ့ official 3တဲ့အကောက်မှာ diamond ကအဲ့လောက်မရှိဘူးเนาะ official မှာဆိုရင်ကျွန်တော်က diamond နဲ့အဲ့လောက်မထည့်နိုင်ဘူးပေါ့နော်ပြီးတော့ကျွန်တော် KOA တကောင်လည်းမဟုတ်တဲ့အတွက်အဆင်ပြေတယ်လို့လေးပဲကျွန်တော်ချော့ပြီးလဲနေရတာပေါ့နော်အဆွေအောင်နံပါတ်ရဖို့ဆိုရင်တော့မှကျွန်တော်တော်တော်လေးကိုကြိုးစားထားရပါတယ်ဒါပေမဲ့အခုလိုမျိုးပေးတာကြတော့ဗျာစမပြေဘူးပေါ့နော်ကျွန်တော်လည်းတော်တော်လေးကုန်ထားတယ်ကျေးဇူးတင်ပါတယ်လို့နော်ချို့ brother တွေကလည်းပြောသေးတယ်ပေးကန်တက်လက်တစုံကအောင်မြင်ပါပါတဲ့နော်အောင်မြင်လားမအောင်မြင်လားတော့မသိဘူး TikTok အကောင့်တွေလည်းအနီအောင်တန်းနဲ့အပန်းခံရတယ်အခုကိုလိုချင်တဲ့ skin လေးရဖို့အတွက်တော့မှာကွာကိုယ့်ရဲ့ချစ်သူကောင်မလေးစီမှာသွားပြီးတော့အကူညီတောင်းရတယ်ဘဝအဲ့လောက်ထိအဖြစ်ဆိုးသွားတယ်ကွာဒါပေမဲ့ကျွန်တော်စိတ်တမကြပါဘူးအခုလိုမျိုးကျွန်တော်လိုအပ်ရင်လိုအပ်တဲ့အချိန်မှာအမြဲအသင့်ရှိနေနေတဲ့အမျိုးသမီးလေးကိုပိုင်ဆိုင်ထားတဲ့အတွက်လည်းကျွန်တော်အရန်ကုန်ယူပါတယ်ရန်ဝမ်းတာပါတယ်အမျိုးသမီးလေးကိုလည်းဒီကလေးပြောလိုက်ရသေးကျွန်တော်အရန်ချစ်ပါတယ်လို့